တမာတိရှိတော်သူဆိုတာဘာလဲလူတွေရဲ့ဘဝမှာအမြဲကြားနေရတဲ့တန်ဖိုးထားရတဲ့စကားလုံးတစ်လုံးရှိပါတယ်အဲ့ဒါကတော့တမာတိပါပဲတမာတိရှိတော်သူဆိုတာဘာလဲဒီမေးခွန်းကလွယ်ကူရိုးရှင်းတယ်လို့ထင်ရပေမဲ့အဖြေကတော့အလွန်နဲ့ရှိုင်းပြီးကျယ်ပြန့်ပါတယ်ဘာကြောင့်လဲဆိုတော့တမာတိဆိုတာလူသူချင်းစီရဲ့စိတ်ဝိညာဉ်အထိထိုးဖောက်ဝင်ရောက်နေတဲ့အခြေခံတန်ဖိုးဖြစ်လို့ပါပဲတမာတိရှိသူဆိုတာအပြင်ပန်းအခြေအနေတွေအကျိုးစီးပွားတွေဘလို့ပဲပြောင်းလဲသွားပါစေမိမိရဲ့မူလကိုကျင့်တရားနဲ့အခြေခံတန်ဖိုးတွေကိုမြဲမြံစွာကင်ဆွဲထားသူကိုဆိုလိုပါတယ်သူတို့ဟာကိုယ်ပိုင်တန်လိုက်အိမ်မြောင်လိုပါပဲအမြဲတမ်းမှန်ကန်တဲ့လမ်းကြောင်းကိုပဲညွန်ပြနေတာမျိုးပါသူတစ်ပါးမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေအကျိုးအမြတ်ရသည်ဖြစ်စေမရသည်ဖြစ်စေမှန်ကန်တဲ့အရာကိုပဲရဲရဲဝံ့ဝံ့လှုပ်ဆောင်လေးရှိပါတယ်တမာတိဆိုတာဟန်ဆောင်လို့မရပါဘူးအမြဲတမ်းပွင့်လင်းရိုးသားနေဖို့စစ်မှန်တဲ့သဘောထားနဲ့ပြုမှုနေထိုင်နေဖို့လိုအပ်ပါတယ်ဥပမာအဖြစ်တင်းလက်ထဲမှာလွယ်လင့်တကူဖုံးကွယ်ထားလို့ရတဲ့အမားတစ်ခုရှိနေတယ်ဆိုပါစို့အဲ့ဒီအမားကိုဖုံးကွယ်လိုက်ရင်တင်းအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတွေဒါမှမဟုတ်စိတ်မသက်မသာဖြစ်မှုတွေကနေရှောင်ရှားနိုင်မယ်ဒါပေမဲ့တမာတိရှိသူကတော့အမှန်တရားကိုရင်ဆိုင်ဖို့ရွေးချယ်ပါလိမ့်မယ်အကြောင်းကတော့သူတို့ဟာရေတူအကျိုးမြတ်တဲ့ရေရှည်မှာကိုလေးစားမှုနဲ့တည်ကြည်မှုကိုပိုပြီးတန်ဖိုးထားလို့ပါပဲတမာတိရှိသူရဲ့အထူးခြားဆုံးလက္ခဏာတစ်ခုကတော့သူတို့ရဲ့အပြောနဲ့အလုပ်ဟာတစ်ထက်တည်းကျနေခြင်းပဲဖြစ်ပါတယ်သူတို့ရဲ့နှုတ်ထွက်စကားသူတို့ရဲ့ဇယိုက်ကိုဖော်ပြပါတယ်တခါလေလူအများစုဟာခက်ခဲတဲ့အခြေအနေတွေမှာဒါမှမဟုတ်အကျက်တဲကြုံလာတဲ့အခါသူတို့ရဲ့ဂတိတွေကိုဖောက်ဖျက်ဖို့နဲ့အခြေခံမှုတွေကိုဖျက်ကျော်ဖို့လွယ်ကူကြပါတယ်ဒါပေမဲ့တမာတိရှိသူကတော့သူတို့ရဲ့စိတ်ဓာတ်ကိုမျက်ကွယ်မပြုတ်ပါဘူးသူတို့ပေးထားတဲ့ဂတိတစ်ခုဟာစာချုပ်တစ်ခုလိုခိုင်မာပါတယ်သူတို့ဟာကိုလုံနိုင်မဲ့အရာကိုသာပြောပြီးတဲ့အခါမှာလည်းဘယ်လိုအခက်ခဲတွေရှိပါစေအဲ့ဒီဂတိကိုပြီးမြောက်အောင်စ조사လေးရှိပါတယ်ဒီလိုစကားတည်ကြည်မှုအပဲလူတွေကြားမှာယုံကြည်မှုဆိုတဲ့တန်ဖိုးကြီးရဲ့အရင်းအနှီးကိုတည်ဆောက်ပေးနိုင်တာဖြစ်ပါတယ်ဒါအပြင်တမာတိဆိုတာတရားမျှတမှုနဲ့လည်းခွဲလို့မရပါဘူးတမာတိရှိသူဟာအများနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာကိုယ့်ဘက်သားကိုပဲကြည့်တာမျိုးကိုယ့်အကျိုးစီးပွားကိုပဲဦးစားပေးတာမျိုးမလုပ်ပါဘူးအမြဲတမ်းဘက်မလိုက်ပဲမျှတတဲ့ဆုံးဖြတ်ချက်ကိုသာချမှတ်လေ့ရှိပါတယ်အထူးသဖြင့်စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါဒါမှမဟုတ်ဖိအားပေးမှုတွေရှိလာတဲ့အခါတမာတိကပိုပြီးတော့အရေးကြီးလာပါတယ်မယိုးသားတဲ့လှုပ်ဆောင်ချက်တစ်ခုကတင့်ကိုခဏတာအောင်မြင်မှုဒါမှမဟုတ်ငွေကြေးအမျက်ဆုံးရရှိနိုင်ပေမဲ့ဒီလိုလှုပ်ရက်မျိုးကိုရွေးချယ်လိုက်ပြီဆိုရင်တင့်ရဲ့တမာတိတန်ဖို့သာရရောင်စားလိုက်တာနဲ့အတူတူပါပဲတမာတိရှိသူဟာကိုတန်ဖိုးထားသူလည်းဖြစ်ပါတယ်သူရဲ့လှုပ်ရက်တိုင်းမှာအခြားသူတွေရဲ့ဝေဖန်မှုကိုကြောက်ရွံ့တာမျိုးဒါမှမဟုတ်သူတစ်ပါးကိုအထင်ကြီးအောင်လုပ်တာမျိုးမရှိပဲမိမိရဲ့စိတ်ဓာတ်အရမှန်ကန်တယ်လို့ယုံကြည်တဲ့အတိုင်းလှုပ်ဆောင်ခြင်းကြောင့်စိတ်ရဲ့ချမ်းသာခြင်းကိုရရှိပါတယ်သူတို့ရဲ့လှုပ်ရက်တွေအတွက်သူတို့ကိုတာဝန်ယူရဲတယ်အမားရှင်ဝန်ခံရဲတယ်ဒီလိုမျိုးတာဝန်ယူမှုတာဝန်ခံမှုတွေကတမာတိကိုပိုပြီးပြည့်စုံစေပါတယ်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တမာတိဆိုတာလူပေါင်းဖွဲ့စည်းတစ်ခုအတွက်အသက်သွေးကြောပဲဖြစ်ပါတယ်တမာတိရှိတဲ့ပုံကိုယ်တွေများလာလေအဲ့ဒီအဖွဲ့အစည်းဟာတည်ငြိမ်ပြီးပုံမအားကောင်းလာလေပါပဲခေါင်းဆောင်တယောက်မှာတမာတိရှိရင်နောက်လိုက်တွေကစိတ်ချလက်ချယုံကြည်နိုင်ပါတယ်စီဝါရေးလုပ်ငန်းတစ်ခုမှာတမာတိရှိရင်ဖောက်တယ်တွေကအခိုင်အမာထောက်ခံအားပေးပါလိမ့်မယ်တမာတိရှိတဲ့ယဉ်ကျေးမှုတစ်ခုတည်ဆောက်ခြင်းအဖြစ်လူတိုင်းဟာတယောက်ကိုတယောက်ပွင့်လင်းစွာဆက်ဆံရဲလာပြီးအလုပ်ကိစ္စတွေမှာပုံမပူးပေါင်းဆောင်ရွက်လာနိုင်ပါတယ်တမာတိပြက်ပြားတဲ့အဖွဲ့အစည်းတွေမှာဆိုရင်တန်တရားတွေအဂတိလိုက်စားမှုတွေနဲ့မပြတ်မချင်းရင်ဆိုင်နေရပြီးအဲ့ဒီလိုပြည့်ရွံ့မှုတွေကစနစ်တစ်ခုလုံးကိုအချိန်မကြာခင်မှာပဲပြိုလဲစေနိုင်ပါတယ်ဒါကြောင့်တိုင်းပြည်တစ်ပြည်ရဲ့အနာဂတ်လူဖွဲ့စည်းရဲ့ခိုင်မာမှုဟာနိုင်ငံသားတဦးချင်းစီရဲ့ရိုးသားမှုနဲ့တည်ကြည်မှုအပေါ်မှာဒါရိုက်မီတည်နေတယ်ဆိုတာကိုအထူးအလေးထားမှတ်သားသင့်ပါတယ်ဒါကြောင့်တမာတိရှိတဲ့သူဆိုတာကြီးမားတဲ့စကားတွေပြောနေသူမဟုတ်ပါဘူးသူတို့ဟာသူတို့ရဲ့ဘဝသူတို့ရဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေတိုင်းမှာမှန်ကန်မှုရိုးသားမှုနဲ့တည်ကြည်မှုတွေကိုလက်တွေ့ကျင့်သုံးနေသူတွေဖြစ်ပါတယ်တမာတိဆိုတာမွေးရပါလာတာမျိုးမဟုတ်ပါဘူးဒါနေ့စဉ်နဲ့အမျှလေ့ကျင့်ယူရတဲ့အလေးအကျင့်တစ်ခုဘဝရဲ့အရေးကြီးဆုံးရွေးချယ်မှုတစ်ခုသာဖြစ်ပါတယ်
ကိုပြန်ဆန်းစစ်ပြီးမှန်ကန်တဲ့အရာကိုပဲရဲရဲဝံ့ဝံ့လှုပ်ဆောင်သွားမယ်ဆိုရင်တင်ကိုယ်တိုင်ဟာတမာတိရှိတော်သူဖြစ်လာမှာအေကံမလွဲပါပဲဒီနေ့အကြောင်းအရာလေးကနေနားဆင်သူအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်အဆုံးထိနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ